ကောင်းချီးပေးပါတယ်ဟာလေလုယာဝါဆိုတော့ဟုတ်ပြီဒီချိန်မှာဆက်ပြီးတော့မှကျွန်တော်ရမ်းချစ်ရတဲ့ဆရာတယောက်ဆရာဖို့တာဖြစ်တယ်ဟာလေလုယာဆရာဖို့တာ come on ဟာလေလုယာဆရာဖို့တာစီမှာနည်းနည်းဒီနေ့ကောင်းချီးဖြစ်မဲ့အနစ်တွေယူဆောင်လာတယ်ဟာလေလုယာသူကကျတော့ audio ပိုင်းမှာ audio engineer နဲ့ပတ်သက်တဲ့ဘွဲ့အမြင့်ဆုံးမစင်းဘူးသူဘွဲ့အမြင့်ဆုံးကျောင်းမစင်းပဲနဲ့အရန်မြင့်တဲ့ Dream Ministry ရဲ့နောက်ခံမှာရှိတဲ့အတန်မှန်မြလိုင်းတွေအားလုံးကိုထိန်းချုပ်နေတဲ့ဆရာဖို့တာဖြစ်တယ်ဟာလေလုယာကျွန်တော် line လို့ပြောတဲ့အခါမှာမီး line တွေလေဝါယာကျိုးတွေတဲ့မလား wifi line တွေကျိုးလုပ်တဲ့မီး line တွေလိုမျိုးအတန်မှာအဲ့လို line တွေအများကြီးရှိတယ်ကျွန်တော်ရန်ကုန်မှာလေဒီမီဇင်နဲ့ပတ်သက်တဲ့ဟာတွေတင်တက်ဖို့တဲ့တော့အစမပြေဘူးမြင်လို့မရတဲ့ line တွေနှလုံးသားနဲ့အုံနောက်ထဲမှာရှိတဲ့ line တွေတော်တော်များများ DMI နဲ့ပတ်သက်တဲ့တခြင်း line တွေကိုထိန်းချုပ်နေတဲ့ဆရာဖို့တာဖြစ်တယ်ဟာလေလုယာလက်ခေါက်တီးပြီးတော့ဆရာဖို့တာကိုကြိုဆိုပေးအောင်ဝိုးဟာလေလုယာဟာလေလုယာဒီနေ့မှာပါဝင်ပြီးတော့သောနာခံခွင့်ရတဲ့ဖျားသခင်ကိုနာမတော်ဒီကပါဆက်ဘုန်းကြီးမင်္ဂလာရှိပါစေဟာလေလုယာနော်ဒီနေ့ကျွန်တော်တို့အနေငယ်တက်သိခံဝင်ပြီးတဲ့ဆရာကိုလည်းကျေးဇူးတင်တယ်ကျွန်တော်အသေးဦးဆရာအလီရှောင်းနဲ့ဆရာဘောကိုလည်းကျေးဇူးတင်တယ်ကျွန်တော်ဝိညာဉ်ဖခင်ပါဒရာဆရာဒေးဗစ်လာကိုလည်းကျေးဇူးတင်တယ်ဒီနေ့အထိဒီနေရာမှာဆွဲခေါ်ပေးနေတော့ကြောင့်နော်ဒီနေရာမှာပါဝေသောနာခံတာကျွန်တော်တက်သိခံနေတာကျွန်တော်နော်ဖျားသခင်ပထမဦးဆုံးကျွန်တော်အနေငယ်ပေါ့နော် short to boy ပါဆရာပြောသလိုပေါ့ဒီ dream ministry စပြီးတော့ရောက်ခဲ့တာပထမဦးဆုံးကကျွန်တော်ဆွဲခေါ်ပေးတာရောက်ခဲ့တာဆရာဘောအဖြစ်ပေါ့နော်ဆရာဘောအဖြစ်ဘယ်လိုဖြစ်တာလဲအဲ့ဒီအကြောင်းကတော့အဲ့ဒီအကြောင်းကဆရာဘောကစာပြောင်းလဲကစားနည်းနည်းနော်ဗောနော်အဲ့မှာဆရာကတော့ကျွန်တော်မရဘူးပထမဦးဆုံးဆရာဒေးဗစ်လာပွဲဆိုတာကျွန်တော်ပထမဦးတောင်းလို့ပါဆရာအဲ့တော့ဆရာတတ်မှုဆရာကျဲတို့တီးနေတယ်ဒါပေမဲ့ဆရာကျဲနဲ့ဆရာတတ်မှုသူတို့ခီးသွားတော့ဆရာဘောကတယောက်တည်းပဲအဲ့ဒါနဲ့ကျွန်တော်တို့မုဒိတာမှာအတူတူနေရတယ်အဲ့ဒါနဲ့ base မလို့တော့အဲ့တော့သူ base တီးတာဗောနော်ဆရာဘောကအကုန်လုံးရတယ်ဟိုလိုလေးရတယ် base လေးရတယ်အကုန်လုံးကျွေးတာဒါပေမဲ့အဲ့တော့ဆရာဒေးဗစ်လာပွဲပထမဦးဆုံးမှာဆရာဘောကကျွန်တော်ခေါ်တာကျွန်တော်ဘောကပေါ့နော်ကျွန်တော်ဘယ်တော့မှမမေ့ဘူးဆရာဘောကျွန်တော်ကိုအဲ့မှာပထမဦးဆုံးကျွန်တော် base အဲ့မှာစတီးတယ်နှစ်ပွဲသုံးပွဲတီးပြတယ်ပေါ့နော်အဲ့တော့ခြေစည်းတော်ကြောင့်ပြီးတော့နောက်ပိုင်းမှာ2016မှာဆရာဒေးဗစ်လာနဲ့အတူတူကျွန်တော်ဒီ dream ministry ပေါ့နော်ဒီနေ့ချိန်ထိဘုရားသခင်ပို့ဆောင်ခဲ့တာကျွန်တော်မမေ့တော့အေးပေါ့10နှစ်ပြည့်သွားပြီပေါ့နော်ခြေစည်းတော်ကြောင့်10နှစ်ပြည့်သွားပြီခြေစည်းတော်ကြောင့်ဘုရားသခင်ဒီညမှာသုံးတဲ့အတွက်ကြီးတော့ချီးမွမ်းတယ်အနေနဲ့တက်သိခံနေတာတော့ဒီကျွန်တော်တို့ဒီနေ့ကျွန်တော်ဘုရားသခင်ကျွန်တော်ကိုဒီ audio ဘိုင်းမှာအသုံးပြုတဲ့နေရာပေါ့နော်အမှန်တမ်းပြောရင်ကျွန်တော် audio ဆိုတာလောကနားမလဲဘူးလောကကိုတင်နှံတက်တာလည်းမရှိဘူးဒါယူယူသားသားဘုကနဲ့အကုန်လုံးကဘုရားသခင်ပဲထည့်ပေးထားတဲ့အရာပေါ့နော်ဆိုတော့ကျွန်တော်ဘယ်ဟာစတဲ့တက်သိခံမှာဒီ audio ဒီအတန်ပိုင်းဆိုင်ရာတဲ့ဆိုင်တဲ့မိတ်ဆာတို့ဘာလို့ကျွန်တော်ဘာမှမသိဘူးဒီချင်းမိုင်မှာစရောက်မှာပဲကျွန်တော်စကန်ရတယ်ဘယ်မှာလဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့ဒီ2020မှာကိုဗစ်ဖြစ်တဲ့ကာလမှာဆိုတော့ကျွန်တော်တို့လုပ်တဲ့ဒီ business ပတ်လေအဲ့မှာ tournament ကြီးသွားတယ်အဲ့ဒီညမှာကျွန်တော်တို့လုပ်ခဲ့တယ်အဲ့နောက်ပိုင်းကတော့အဲ့ဒါတော့မပြောတော့အဲ့ဒီညမှာကျွန်တော်တို့ tournament ကြီးသွားတယ်အဲ့ဟာပေါ့နော်ဆိုတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီချင်းမိုင်မှာလာမယ့်အခါမှာဟိုဆရာအဖေပေါ့နော်ကျွန်တော်တို့ဆွဲခေါ်လာတယ်ကျွန်တော်တို့ worship team အဲ့တော့ကျွန်တော်တို့10ယောက်ပဲပေါ့နော်ကျွန်တော်တို့10ယောက် worship team ဆရာမ Esther တို့ဇနီးမောင်နှံဆရာကျက်တို့ပြီးတော့ဆရာတာမူတို့ဇနီးမောင်နဲ့ဆရာအသားတို့ဇနီးမောင်နဲ့ပြီးတော့ဘယ်သူရှိဦးမလဲအမကျွန်တော်10ယောက်ဆရာဆိုင်ဆရာဆန်းအဲ့ဒါရောက်လာတာဘာသက်သိခံကြတာလဲဆိုတော့ကျွန်တော်လုံးဝ audio မရှိဘူး audio မရဘူးရောက်လာတာ media ဆရာအသားတို့ဆိုရင်ဟာလုံးဝသူကလုံးဝရှယ်ပကာပဲသူကလုံးဝကျွန်တော်ဆိုရင် base ပဲတီးတယ်ကျွန်တော်ဒီကူတွေကဆူတောင်းခဲ့တာဘုရားသခင်ဆင်းသွားမှာဘုရားသခင်ကျွန်တော် base ပဲတီးမယ်ဘုရားသခင်ကျွန်တော်ကိုပဲ base ပဲလုံးဝကျွန်တော်ဒီ music ပိုင်းဆိုင်ပါနော်ကျေးဇူးတော်ကြောင့်ပါဝေစင်ခံရတယ်ဒီကိုရောက်တဲ့ခါမှာ audio သမားလူကြီးကျွန်တော်မရဘူးကျွန်တော်အဲ့တော့ဘာမှမတောင်းစုပဲတောင်းတာကျွန်တော်ဒီနေ့ဗာပြောချင်တာလဲဒီစုတောင်းခြင်းလေတကယ်အရေးပါဆိုတဲ့ຢာလဲကျွန်တော်ဒီနေ့စာရှောက်စုတောင်းခြင်းကဘာဖြစ်လို့လဲဆိုတော့ဖះကိုတရားရံကတော့အားကိုးတာငါဘာမှမတတ်နိုင်ဘူးဖះမှမလုပ်ရင်ငါတို့ဘာမှမလုပ်နိုင်ဘူးကျွန်တော်ဘဝမှာဒါသက်သေကျွန်တော်ရဲ့ဘဝမှာသက်သေအကြီးမားဆုံး audio မှာဆိုရင်ခါမှမကင်ဘူးတော့ကျွန်တော်ရွာမှာကင်ဘူးတာဒီ set လေးတွေဒီလိုပဲလက်နဲ့လုပ်တာဒီကိုရောက်တော့ဘယ်လို set မျိုးကင်ရလဲဒီကလက်နဲ့တို့တဲ့ဟာလေလက်နဲ့တို့မှပေါ်တဲ့ဟာပြီးတော့လိုက်ရွှေ့တဲ့ဟာလေတခါမကင်ဘူးဆိုတော့ကျွန်တော်သူများသိမိနေကျွန်တော်နားမလဲဘူးကျွန်တော်ဒါပေမဲ့ကျွန်တော်သိမိတာသက်ရှင်သောဝိညာဉ်တော်ပဲတကယ်ပြောတာကျွန်တော်သက်ရှင်သောဝိညာဉ်တော်ပဲကျွန်တော်စုပဲတောင်းတာအဲ့တော့ကျွန်တော်တို့ဒီရောက်လာတော့ကျွန်တော်တို့10ယောက်
ပစ္စည်းတွေပါလာပြီကျွန်တော်တို့ drum set တွေပါတယ်တခြားပစ္စည်းတွေကျွန်တော်လုတ်တတ်တယ်ကွာအဲ့မိတ်ဆက်လေးတခုကျွန်တော်မလုတ်တတ်ဘူးနေ့နဲ့ညကျွန်တော်ပဲစုပဲတောင်းအောင်တလားဘာပဲတောင်းလဲကျွန်တော်စုပဲတောင်းဖျားသခင်တမလားဒီဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့တော့ကျွန်တော်စသုံးတဲ့ zoom ပေါ့နော် zoom စီစောင်းအကြီးနဲ့မရှိကျွန်တော်တို့အစီအစဉ်လောက်ကြတယ်ကျွန်တော်တို့ worship team ဆိုရင်ကျွန်တော်တခါတော့ record လုပ်ပြီးတော့အကုန်လုံးကျွန်တော်ပြန်ပြေးရတယ်ဒီမှာကွန်ပျူတာလေးတစ်လုံးလှုပ်ပြီးတော့တီးရတယ်တမလားကျွန်တော်မရဘူးဒါပေမဲ့ဘာပြောချင်တာကျွန်တော်စုပဲတောင်းဝင်တော့ဖျားကိုပဲအကူတယ်ကျွန်တော်ဘာမှမတက်ဘူးကျွန်တော်ရဲ့ညံဘာမှမရဘူးဒါပေမဲ့ဝိညာဉ်တော်လေကျွန်တော်တို့သင်ပေးတယ်တလားတရှင်းတော့ဘူးလားအင်္ဂလိပ်စာကျွန်တော်မနားမလဲဒါတွေကဘလူလဲဆိုကျွန်တော်နားမလဲဘူးဒါပေမဲ့တရှင်းတော့ဘူးနေဖျားလေတကယ်ဝန်တကသင်ပေးတယ်တိတိကျကျတလားကျွန်တော်သိပေးမဲ့သူကြီးကျွန်တော်လည်းဟိုမင်းဒီမင်းတမလားဆရာအောင်လူစီမှာလည်းကျွန်တော်တင်တဲ့တယ်အနေနဲ့သုံးလဲကျွန်တော်ဆရာချက်frequency နဲ့ပတ်သက်တဲ့အရာတွေဒီ compressor တို့ပါတော့နည်းနည်းပါးပါးနားလဲတော့နော်တကယ်အရေးနဲ့ကြုံတာကျွန်တော်မရအောင်ဆိုတော့ကျွန်တော်လက်တင်မဲ့ဆူတောင်းတာကျွန်တော်အဲ့တော့မှတီးနဲ့အစီအစဉ်မစခင်ကျွန်တော်မိတ်ဆက်ကိုလက်တင်မဲ့ဆူတောင်းပြီးညတကောင်လိလာဆိုတော့ပြောချင်တာဒီຢာတွေကဖះရလာတယ်လူတင်မှုမရဘူးကျွန်တော်တို့ကနော်ဖះပဲပေးတာဒီနေ့အချိန်ထိကျွန်တော်တို့အားကိုးနေတာဖះသခင်ပဲဆိုတော့ဒီကျွန်တော်တို့ online အခုကျွန်တော်တို့ဒီမှာအတန်ထွက်နေတဲ့ຢာဒီပစ္စည်းတွေအရန်ကောင်းစားကျွန်တော်တခါမှမမြင်ဘူးကျွန်တော်ရွာမှာကျွန်တော်ရွာတက်လာတဲ့သူတွေဒီလိုမျိုးတခါမှမမြင်ဘူး drum တို့ဘာလို့ဒီ mic တို့ဘာလို့ဘယ်လိုမျိုးသုံးတာလဲကျွန်တော်နားမလည်ဘူးဘယ်လိုအကောင်းစားသုံးရတယ်ဆိုတာကျွန်တော်နားမလည်ဘူးဒါပေမဲ့ဖះပဲညံပညာပေးတာပြောချင်တာပေါ့နော်ဒီနေ့အခုလည်းတချင်းတွေ recording ပါတယ်လုပ်တယ်မင်းစင်ကျွန်တော်ဘယ်သူမှမရှိရလို့ဆိုကျွန်တော်ရှောက်လေ့လာတာပေါ့နော်အဲ့တော့ပထမဦးဆုံးကျွန်တော်မှတ်မိတယ်မင်းစင်ကြတော့ကျွန်တော်ကတကယ်မလုပ်တတ်ဘူးကျွန်တော်အဲ့မှာနေနဲ့ဒီ audio ဘိုင်းလေ့လာရင်းနဲ့ကျွန်တော်စမ်းလုပ်တာပေါ့ဆရာဒီဗီလာတချင်းပထမဦးဆုံးအဲ့ဒါဘာလဲဆိုတော့ဒါကကျွန်တော်တကယ်အကြီးမားဆုံးတက်တည်ပါတော့ပထမဦးဆုံးဘာတချင်းလဲဆိုတော့သခင်ကြောင့်ဘာပဲအဲ့ဆရာကျွန်တော်အဲ့မှာအချိန်လေးရှိတဲ့အချိန်မှာကျွန်တော်အဲ့ဒါလေးကျွန်တော်လေ့လာသူများမေးစီဘယ်လိုဆွဲတယ်မသိဘူးကျွန်တော်စူတောင်းမိချတာကျွန်တော်နားလည်တဲ့ညံနဲ့ကျွန်တော်ဖျားပေးတဲ့ညံပညာနဲ့ကျွန်တော်လုပ်တာသူ့ရဲ့တကယ်မင်းစီကျွန်တော်ကြည့်လိုက်တော့သူများလုပ်တဲ့ဟာမှာအများကြီးရှိတယ်တကယ်ပြန်ကြည့်တော့ဟာငါလုပ်တာတဲ့ဘာမှမဆိုင်ပါလားလို့ဟုတ်လားတကယ်သူ့ရဲ့ needs နေပါလေသူ့ရဲ့မှာအများကြီးပဲဆရာကျွန်တော်အခုကြည့်ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်လုပ်ကြည့်တယ်ပေါ့နော်အဲ့ဒါဆရာကိုပြတ်ကြည့်တာပေါ့နော်ဘာသာကိုပြတ်ကြည့်တော့ဘာသာဖို့သာကောင်းတယ်ဆိုပြီးတော့ကျွန်တော်လည်းအားပေးတယ်ဘာသာလည်းအားပေးတယ်ဆိုလုပ်လိုက်တာပေါ့ကျွန်တော်ဘဝတည်းပထမဦးဆုံးပေါ့နော်ဆိုတော့ပြောချင်တာကျွန်တော်အခုကြည့်ဒီဖျားပေးတဲ့ညံပညာနဲ့ဖျားပဲလုပ်ပေးတာကွာအမှန်တိုင်းကျွန်တော်အသုံးတော့ခံတက်ပဲဆိုတော့ဘာပြောချင်လဲကျွန်တော်တို့ audio တက်လဲတကယ်ပဲစူတောင်းပေးဖို့လိုအပ်ပါတယ်ကျွန်တော်ယူပါယူရှိတယ်ဒီ dream ministry မကဘူးအခု the light shot အသင်းတော်ပေါ့နော်ကျွန်တော်မျိုးအများကြီးရှိတယ်ဒီ media အဖြစ်အသံအဖြစ်ကျွန်တော်တို့လုံးဝတကယ် international သွားမှာအာမင်ဘာပြောတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကျွန်တော်တို့ဆရာ David လာကိုတိုင်ကပေးထားတဲ့ dream ministry international DMI နော်ကျွန်တော်တို့တကယ် international သွားမှာအခုဖျားတကယ်အချင်းမြောက်အသုံးပြုနေတဲ့ဒီ better တို့ elevation တို့ level check တို့အဲ့ဒီအတန် quality ဖျားသခင်ကျွန်တော်တို့မြန်မာပြည်သားကိုကောင်းချီးပေးနိုင်တယ်ကျွန်တော်ယုံကြည်တယ်တမလားတခါတည်းကျွန်တော်တို့အားငယ်တယ်ဟာလူဖြူတွေတို့ကျွန်တော်တို့မလိုက်နိုင်ဘူးကွာတမလားသူတို့အယမ်းမြန်မာဒါပေမဲ့ဖျားကိုအားကိုးပြီးတော့သွားရင်မရစရာဘာမှမရှိဘူးကျွန်တော်ယုံကြည်တယ်တမလားကျွန်တော်တို့အားပေးချင်တယ်တော့ကျွန်တော်တို့ဖျားကိုအားကိုးပြီးတော့ကျွန်တော်တို့သွားရင်တော့ international တကယ်ရောက်နိုင်တယ်အာမင်ဘာလို့ဆိုတော့ international ကဖျားသခင်ပဲလေဘာလို့ဆိုတော့ကဘာအားလုံးကိုဖန်ဆင်းတာဖျားသခင်ပဲဆိုတော့ပြောချင်တာကျွန်တော်တို့ audio team လည်းတကယ်ဆူတောင်းမပေးပါဘာဖြစ်လဲဆိုတော့ audio ကလည်းအရေးကြီးတယ်တခါတလေနှုတ်ကပတ်တော်ဝင်လာတဲ့ဆရာကိုယ်တိုင်ရှိတယ်လေတမလားမိုက်ကတဲ့အခါမှာပြောတဲ့အခါမှာသူတို့အားရပါရဟောဖို့ဖျားသခင်နှုတ်ကပတ်တော်ရှင်းရှင်းလင်းလင်းကြားနိုင်ဖို့ရန်အတွက်ကျွန်တော် audio မှာလည်းဖျားရဲ့အမှုတော်ဆောင်ပဲဖြစ်တယ်ဒီမှာ online မှာပဲ online မှာလည်းaudio အဖြစ်ပါဝင်စေခံတဲ့သူရောက်ချင်းစီတိုင်းဒီမှာအားလုံးကိုလည်းဒီအသံအဖြစ်ကျွန်တော်တို့ဖျားရဲ့အမှုတော်ကိုဆောင်နေတာလေဘာဖြစ်လဲဆိုတော့ဖျားသခင်ဖျားလူတွေကိုနှုတ်ကပတ်တော်ဟောပြောတဲ့အခါမှာလူတိုင်းကောင်းကောင်းကြားစေဖို့ပေါ့လူတိုင်းအားလုံးရှင်းရှင်းလင်းလင်းကြားစေဖို့ကျွန်တော်တို့ audio အဖြစ်ကျွန်တော်တို့အသံကန်ကြီးအဖြစ်ကျွန်တော်ပါဝင်စေခံနေရတယ်ဒီမင်္ဂလာတကယ်ကြီးတယ်ဆိုတော့အားပေးခြင်းတော့ပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒါအရေးကြီးတယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းဖျားသခင်ကျွန်တော်သင်ပေးခဲ့တဲ့အများကြီးရှိတယ်နှိုးဆော်ခဲ့တဲ့အများရှိတယ်ဆိုတော့ကျွန်တော်ကြီးစုတော်ကြောင့်ပါဝင်ခွင့်ရတဲ့ကြီးစုတော်ကြောင့်ဒီအပေါ်မှာပါဝင်စေခံရတဲ့အခွင့်ကိုလည်းတကယ်ပဲဘယ်လိုပြောမလဲဝမ်းမြောက်တယ်ကွာဖျားသခင်လူတိုင်းကိုသုံးနိုင်တယ်ကျွန်တော်ထက်တော်တဲ့သူအများကြီးသုံးနိုင်တယ်ပြောချင်တာဒါပေမဲ့ကျွန်တော်တို့နှလုံးသားအဓိကကျွန်တော်တို့ကိုးစားပေါ့နော်ဖျားကိုကိုးစားပြီးတော့သွားဖို့ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်ဒီအချိန်မှာကျွန်တော်အားလုံးကျွန်တော်နဲ့တူ